Hello အားလုံးပဲမင်္ဂလာပါ AK ဆိုရင်တော့ဆိုကြတယ်အမှပြန်ကြည့်လိုက်ပါဒီနေ့မှာ Sera ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Sakura School Smile ဆိုပဲဖြစ်ပါတယ် Really မစခင်မှာ AK ဆိုရင်မှာ Sakura channel လေးကို like subscribe နဲ့ video လေးတင်အောင်လို့ဘေးကခေါင်းလို့ပဲတင်ခဲ့ပြပါလို့တောင်းဆိုကြပါတယ်အဲ့တော့စကြ Let's go တာယာလာရဲ့မနက်ခင်းလေးတစ်ခုမှာတော့ Sera လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကအိတ်နေပါတယ်အဲ့ဒီအချိန်မှာပဲရုပ်တရက်နိုးလာပါတယ်ဟဲ့အခုတော့မ9:56ဖြစ်နေပြီနေအောင်မဖင်တော့နေပြီငါဘာမှမလုပ်ရသေးကြောင်းတော့မှာလေဒီနေ့ဒီဆိုမယ်ဒီဆိုမယ်Sera လို့ခေါ်တယ်အသက်16နှစ်ကောင်မလေးကအမြဲနမောနမဲလုံးလို့ရှိရဲ့အခုလည်းပဲကြည်လေကြောင်းတော့နောက်ကျနေပြီနေဖင်ရထိုးနေပြီSeraလည်းရေချိုးပြီးအဝစားလေးမှာကြောက်ကပန်းတကန်းနဲ့သွားပါတယ်သူ့မှာပေးတာမနှက်ဆောင်မစားပါဘူးပေါ့အဲ့နဲ့လိုအိတ်ချင်ခဲ့ဆိုတော့တီမှာပြန်ဝင်သွားပါတယ်ဒီနေ့လဲအိတ်လည်းပဲရအောင်အိမ်အောင်ဆက်ကိုပြန်ဆင်းပြပါတယ်ပြီးတော့ဒီပါတယ်ကျောင်းနဲ့အိမ်ကသူကအနည်းလေးပါကျောင်းတက်ခါတော့မှထိုးသွားပါပြီသူကအခုမှရေဘူးကြက်ခဲ့ဆိုတော့သူတီသွားလို့တီကလည်းနောက်ဆက်ပြန်သွားပါတယ်မိဖို့ကြောင့်မှပဲတယ်လိုက်ချတာပါသူရေဘူးဘယ်နဲ့ထောက်လို့ထားမှန်းလည်းမသိဘူးပြီးတော့ရေဘူးကိုဘေးစေဘေးနဲ့မှတည်မှာပြီးတော့ပြန်မှကြောင်းပြီးပါတယ်ကြောင်းတက်ခါမှလည်းထိုးပြီးလို့ပေါ့နော်ရှင်းနိုင်ရလဲခွဲပြီးလို့ကြောနေပါပြီ40အောင်ဖြစ်နေပါပြီသူကအခုပြောလို့ကောင်းနေတယ်အဲ့ဒီမှာသူညနေအကောင်လုံးကြောင်းတက်ပြီးမှကြောင်းတက်ခေါင်းလောက်ထိုးပြီးမှစာအောင်မတင်တယ်သူကအခုမှလမ်းမှာပဲရှိပါသေးတယ်ကျောင်းတကားဝါရောက်လာပါပြီဖြည်းနဲ့ကျောင်းကြီးအောင်မှလမ်းလျှောက်ထက်နေအောင်တွေ့ပါတယ်အဲဒါကျောင်းကြီးမမြင်လို့တော့ပြေးပြီးမှကျောင်းကြီးကကြည့်တွေ့သွားပြီးမှသူကလည်းပဲတတိဂယုမဆိုင်ဖနဲ့သွားပါတယ်ကျန်တဲ့လည်းရောက်တော့အခန့်ပါလေအများဆုံးနေတဲ့ဘက်ကန်လုံးတွေပါစီးမှာသွားပါတယ်ကဲဆရာဝဆိုလာစစ္စတမ်ကဒီလိုပေါ့နော်ဟဲ့ကောင်မလေးအခုမှလာရမလားဟုတ်တယ်ဆရာတမီးနောက်ကျနေလို့ပါနောက်ကျနေရပဲအခုဒီနေ့ကနေငါခွဲလို့ပေးတယ်မှာနောက်နေ့ကျရင်မရအောင်နော်ဟုတ်ကဲ့ဝင်လာခဲ့ဆရာလည်းအပေါ့ဆိုတာဘာပြောလဲဘာမဟုတ်တယ်စာရေးတယ်မတူပါပြောနေလို့ဆရာတို့အောက်ဆီဂျင်ကိုတစ်ပေးရနေရပြီးမှဆရာလည်းစာရင်းနေနဲ့ကျောင်းဆင်းလိုက်တာမှမသိဘူးသူလည်းပဲအိမ်ကိုအပြေးသွားပြန်ပါတယ်ဟဲ့ငါဒီနေ့ငါတကယ်ကြော်ထုံးစီရနေပြီကြော်ထုံးကိုခေါ်ပြီးမှငါတို့ဆူရှီသွားစားကြမယ်အခုလည်းပဲကြောင်းအစင်ပြီးဆိုတော့တည်ပဲSera လည်းပဲရှောက်လိုက်နဲ့အိမ်ရောက်လာပါတယ်။တော့တကားဆွဲဖွင့်ပြီးမှပေါ့နော်သူရဲ့အခန်းထဲမှာလည်းကချပြီးမှာပေါ့နော်။ဘာလို့ဒီအဝယ်လဲပါတယ်။အဝယ်လဲကိုဒီချုပ်ကတော့ဒီဘောSera လည်းပဲအဝယ်လဲပြီးမှဘာမှမယူဘဲနဲ့အောက်ဆင်းလာပါတယ်ပြီးတော့ဘေးချန်ကနေမှသူ့ငယ်လေးတွေကတူဆော့လာရဲ့ကြော်ထုံးကိုသွားခေါ်ပါတယ်ကြော်ထုံးရဲ့ဟဲ့ဒီလိုထိုင်ရကောင်းလိုက်တာကွာလေးရတဖြည်းဖြည်းကြော်ထုံးဟဲ့ဘသူလဲဟာကြော်ထုံး
ဆေရာရဲ့ဒါမှချန်လဲဝင်လာခဲ့ရမလို့နင့်အာပြင်းနဲ့ရှောက်អော်နေရအမလေးဟဲငါကလည်းပဲနင့်ကိုလာခေါ်တယ်နင်ကလည်းပဲအခုကအပြစ်တင်တာမဟုတ်ပါဘူးနင်တို့အာပြင်းနဲ့မអော်နေလို့ပြောအင်းငါအားရပါရမပြောနဲ့အခုလေအဲ့ဒါလေဆူရှီသားစားရအောင်ငါလေဒီနေ့ညနေလေအရန်ပိုက်စာနေလို့အေးငါလည်းပဲအခုဆူရှီစားကျင်တာတော့ပဲဒါဆိုသွားရအောင်လေโอเคငါလည်းလိုက်ခဲ့โอเคပါငါကနေတော့ရအောင်ဆူရှီစားပါမလဲဟိုပါလေအဲ့ဟိုဘဲရမလားငါ့ကိုအိမ်နဲ့ပါလားမဟုတ်ဘူးဆူရှီဆိုင်ကအစ်စ်ဖွင့်တာဟုတ်လားဘယ်နဲ့လဲငါတို့ကြောင်းကြော်လောက်ပဲနည်းနည်းဝေးရအဲ့လောက်ထိအောင်မဝေးရလားအဲ့လောက်တော့မဟုတ်ပါဘူးဒါဆိုလည်းပြီးတော့ငါတို့သွားရအောင်ပေါ့အဲ့ဒီချိန်မှာပဲဆေရာတို့တော့နေလန်းအကားလည်းနေပိတ်နေပါတယ်ဒါပေမဲ့အမြဲလိုပွဲရပါကြီးရောမရှိနေတော့မှတော်ရုံနဲ့လမ်းမပိတ်တဲ့ serious မျိုးကြီးဒီနေ့ကတော့ထူးထူးဆန်းဆန်းလမ်းနေပိတ်နေပါတယ်အဲ့နဲ့သူလည်းပဲစောင့်နေပေါ့နော်ကားရနေမှာ radio ဖွင့်နေဆောင်တာအမှသတင်းပေါ်လာပါတယ်မတော်မင်္ဂလာပါညီကိုရောစီမပြန်လာကြလိုက်ပါညီရောစီမပြန်လာကြလိုက်ပါဒီနေ့မှာတော့အနီးနဲ့တော်မျိုးอ่ะကြောက်ပေါ့နော်ကြီးမရဲ့ငလေးဖြစ်ပြီးမှငလေးဖြစ်ပြီးမှမျိုးတကူလို့ပြည့်စည်လို့တော့မဖြစ်သွားပါဒါပေမဲ့လူတယောက်ကြောက်အမဲရောဝမ်းစက်နဲ့လူတယောက်ကြောက်အကုန်လုံးတော့မထိကြိုက်ကြပါဘူးငလေးကနည်းနည်းအရန်ကြီးရောအောင်ကြောက်တခြားမျိုးကြီးလည်းပဲကူးမယ်လို့သိထားပါမျိုးရအောင်မှာတစ်ချက်တာပါရဥစ္စာ serious မျိုးလည်းပဲပါပါတယ်ပြီးတော့တတိယပြီးသွားပါတယ်ဆိုဆေရာနဲ့ကြော်ထုံးလို့လည်းလန့်သွားကြရင်မှာအဲ့ချိန်မှာသူလန့်လို့အောင်မဝသေးပါဘူးငါလေးစားလို့လာပါတော့အဲ့ချိန်မှာသူ့ဘေးနဲ့တိုက်တယ်လည်းပဲပြိုငါလေးနဲ့ကြောက်ပြိုကြရင်မှာသူ့လည်းပဲကားလေးတွေကနေမှထွက်ပြေးရပါတယ်ဆေရာကိုကြော်ထုံးကခေါ်ပြီးမှထွက်ပြေးရပါတော့အကားရလည်းပဲအဲ့အဆောက်အဦရအကြောင်းအကုန်လုံးပြီးသွားကြပါပြီအခုကကြာကိုတက်ကလို့အိမ်မှာဘယ်ဘာမှအရေးမကြီးဘူးအချိန်ဖြစ်တော့ဆာရာနဲ့ကြော်ထုံးလို့လည်းပြေးကြပါတယ်ပြေးနဲ့ငလေးရလည်းပဲဆက်လုံနေရောတခြားတိုက်တွေလည်းပဲပြိုမလို့ဖြစ်တော့ဆာရာလည်းအပြေးရနေရောကြော်ထုံးကခြီလိုက်ပါတယ်ဟဲ့ဒါနင်းဘာလောက်တာလဲခြီရသေးနင်မလို့မငါသိရမဆာရာကိုပြေးနေနေသူ့ဘေးနဲ့တိုက်ကလည်းပဲပြိုကျတော့သူ့လည်းပဲတက်တမြတိုင်းကွက်တင်နေပြီတိုင်းကွက်တင်နဲ့ရှောင်းပြီးမှပြေးကြရပါတယ်ပြေးနေကြော်ထုံးရဲ့ချက်လောက်ကထိသွားပါတယ်ဒါပေမဲ့သူကအားတင်းပြီးမှအနီးနဲ့ရှစ်တွေ့တယ်သူ့ရဲ့ကြောင်ဝင်လိုက်ပါတယ်ကြော်ထုံးကိုကျောင်းထဲကိုရောက်တော့ရေကူးကရဲ့မျက်နှာချက်တွေကပြိုကျလာလို့သူ့လည်းပဲကျောင်းထဲကိုပြေးရပါတယ်ဒါပေမဲ့ကျောင်းအားကြတော့ငလင်းနေတန်းဒီခံနိုင်အောင်လို့သူကကြောက်ခိုက်မမဆောက်တာပါကျောင်းသားတွေလည်းပဲကြောက်လို့အပေါ်ဆုံးထပ်ကိုပြေးနေကြပါပြီကျော်ထုံးကလည်းပဲအပေါ်ဆုံးထပ်ကိုအမြန်ပြေးရပေါ့တချို့ကျောင်းသားရကြတော့အောက်ဆင်းကြပါတယ်ဆိုသူလည်းအပေါ်ဆုံးထပ်ကိုရောက်လာပြီးမှစာရကိုဒီနေရာမှာချထားလိုက်ပါတယ်ဒီမှာချထားရင်မှသူစောင့်နေနဲ့ကန်ကောင်းဆောင်နဲ့ပဲငလင်းရညင်သွားပါတော့အဲ့ငလင်းနဲ့ပါကြော်ထုံးချက်တော့ကဒဏ်ရာရထားတော့ကြော်ထုံးကလမ်းမလျှောက်နိုင်တော့ပါဘူးအဲ့ဒါကြောင့်စီရာကနင်ငါ့ကိုတတ်နိုင်တယ်လားကိုခဲ့ရပဲငါနင်ကိုဒီတစ်ခေါက်ပြန်ကူမယ်ဆိုရင်မှသူ့ချီသွားပါနင်ငါ့ကိုမှချီနိုင်တယ်
ငါလည်းပဲအားနေမထိုင်ပါဘူးဟဲ့ဂျင်တွေသွားနေရဂျင်ဆော့ရဟဲ့အော်အေးအဲ့လိုနဲ့ပဲစေရာဆိုရဲခေါင်းစဉ်နဲ့ဇလလေးလည်းပဲပြီးဆုံးတော့ပါတော့လေ